ခန္ဓာကိုယ်ထဲကအန္တရာယ်ရှိတဲ့ဘက်တီးရီးယား၅မျိုးနဲ့၎င်းတို့ကိုနှိမ်နင်းမဲ့သဘာဝတိုင်းရင်းစေးနေခန္ဓာကိုယ်ထဲမှာကျွန်တော်တို့ကိုအမြဲဖြားနာစေတဲ့အန္တရာယ်ရှိတဲ့ဘက်တီးရီးယားတွေရှိနေတာကိုသိပါသလားအထူးသဖြင့်အောက်ပါ၅မျိုးကိုသတိထားဖို့လိုအပ်ပါတယ်1 H pylori အစာအိမ်ထဲမှာခိုအောင်ပြီးအစာအိမ်နာတာလေပွားတာနဲ့အစာအိမ်ရောင်တာတွေကိုဖြစ်စေပါတယ်2 E coli မတန့်ရှင်းတဲ့အစားအစာတွေကနေတဆင့်ဝင်ရောက်ပြီးဝမ်းပြက်ဝမ်းလျှောနဲ့စီးလန်းချောင်းပိုးဝင်တာတွေကိုဖြစ်စေပါတယ်3ကန်ဒီတာမှုယောဂတစ်မျိုးဖြစ်ပြီးရားရံတာနဲ့ဦးလန်းချောင်းမူမမှန်တာတွေကိုဖြစ်စေပါတယ်4 Staphylococci အရေပြားပေါ်မှာအနာစိမ်းတွေနဲ့ဝက်ချံတွေကိုရောင်ရမ်းစေပါတယ်5 Salmonella မတန့်ရှင်းတဲ့အစားအစာကြက်ဥနဲ့အသီးရွက်တွေကနေကူးဆက်ပြီးအစာအဆိပ်တင်စေပါတယ်တစ်ဖက်ဘက်တီးရီးယားတွေကိုနှိမ်နင်းပေးမဲ့တဘာဝပိုးသက်လက်ဖက်ရည်ဖြောစက်နည်းဒီဘက်တီးရီးယားတွေကိုတဘာဝအတိုင်းတိုက်ဖြတ်ဖို့အတွက်အိမ်မာတင်အလွယ်တကူလုံနိုင်တဲ့စီးနီးလေးရှိပါတယ်လိုအပ်သောပစ္စည်းများကြက်သွန်ဖြူ2တက်ထောင်းထားပါလေးညွန့်ပွင့်3ပွင့်ဂျင်းအနှင်းငင်ပူရီလာရွက်အနှင်းငင်ပြုတ်လို့ပုံ1အထက်ပါဝင်ပစ္စည်းအားလုံးကိုရေ900မီလီလီတာရေတန့်ဘူးအသေးတပူးစာတွေထည့်ပါ2 10မိနစ်ခန့်ပွက်ဆူအောင်တည့်ပြီးပါပြီးနောက်ရေစစ်နဲ့စစ်ပြီးခတ်နွေးနွေးလေးတောက်ပြီးပါဒီတဘာဝစီးရီဟာခန္ဓာကိုယ်တွင်းကအဆိပ်အတောက်တွေနဲ့ဘက်တီးရီးယား